စမယ်ညနဲ့ဦးရန်ဤမြူနင်းများကြားတွင်မြောက်ဦးမြို့နယ်ရှိမဟာမုနိကုန်းပေါ်၌လူတစုအလုရှုပ်၍နေလေသည်တိတ်မကြခင်မှာပဲရခိုင်တမိုင်းစာမျက်နှာများတွင်ရခိုင်လူမျိုးများအတွက်တန်ဖိုးမဖြတ်နိုင်သည့်ယတနာတစ်ပါးဖြစ်သောရခိုင်မြောက်ဦးခေရခိုင်ဘရင်နရပတိကြီးလက်ထက်သွန်းလောက်ခဲ့သောနာမည်ကြီးရေရယာခေါင်းလောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်လက်ထဲသို့ရောက်ရှိသွားပြီဆိုတဲ့သတင်းထွက်ပေါ်လို့လာလေတော့သည်ထိုခေါင်းလောင်းသည်တာမန်ခေါင်းလောင်းမဟုတ်တွန်းလှန်ခြင်းအောင်နိုင်ခြင်းအင်းအိုင်ဂါတာမနံများဖြင့်ရှေးပညာရှိများသွန်းလောက်ခဲ့သောရေရယာခေါင်းလောင်းကြီးတစ်ခုဖြစ်ကာတမိုင်းအထောက်ထားများအရဤခေါင်းလောင်းတန်ကြားရသည့်ရန်သူတိုင်းစိတ်ပြက်ပြက်ပြား၍ထိတ်လန့်တုန်လှုပ်ရသည်ဟုအဆိုရှိခဲ့ပူလေသည်ဗီရင်ရေရယာများကိုအသက်တမြတ်ယုံကြည်ယုံမကနတ်နဂါနှင့်ခွေးဖင်ချင်းပူးရင်တောင်နှမိတ်ကောက်အားကိုးရှာတတ်သောတက်ချုပ်ကြီးအဖို့ဤခေါင်းလောင်းရန်သူလက်ထဲရောက်သွားပြီဆိုသည့်သတင်းသည်သူနေရင်အားလက်သီးဖြင့်ထိုးခံလိုက်ရတဲ့ကဲ့သို့ခံစားရကာသူဤအာနာဆက်ကွင်းကိုအမောင်ဖုံးစေမိနမိတ်ဆိုးပင်ဖြစ်ကြောင်းသူအခိုင်မာယုံကြည်လေသည်ထို့ကြောင့်ခမာတာ306မှစစ်မြေပြင်တွင်နမဲကြီးလာသည့်တနက်ပြစ်ရာတွင်တိကျမြန်ဆန်လာသည့်ဗိုလ်ကြီးဝင်းကိုလက်အားရခိုင်ပြည်တောတောင်အထက်ထက်ကြားမှAAEအထူးစကန်တစ်ခုတွင်ဝတ်ထားသောထိုခေါင်းလောင်းအားတွားရောက်ရယူရန်အထူးစစ်စင်ရေးတရက်ကိုဦးဆောင်စေတော်သည်စစ်စင်ရေးအမိကားရွှေခေါင်းလောင်းစစ်စင်ရေးလာကွယ်ညဤအမောင်တို့ကိုအကာအကွယ်ယူကာဗိုလ်ကြီးဝင်းကိုလက်နှင့်သူ၏အထူးကွန်မန်ဒိုတပ်ဖွဲ့6ဦးတို့ကကလဒန်မြစ်ကြောင်းအတိုင်းအတန်တိတ်ဆက်လီငယ်ဖြင့်စံတက်လာကြသည်မြေရီပြင်းဤလိုင်းတန်မှာအပပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်ဗိုလ်ကြီးရှေ့မှာအေးအေးကင်းစကန်အာယုံခံကရိယာကိုကြည့်နေတော့တက်တာတူမှတိုးတိုးလေးသတိပေးလိုက်တယ်သို့တော့သူတို့ဤရီမန်းချက်ကတိုက်ခိုက်ဖို့မဟုတ်တပ်မတော်ရဲ့အစဉ်လာတိုင်းခိုးယူဖို့ရန်ပင်ဖြစ်သည်ဒီလိုနဲ့ရန်သူနယ်မြေထဲတဖြည်းဖြည်းတိုးဝင်လာရင်ရှေးဟောင်းခေါလောင်းထားသည့်နေရာအားတွေ့ရှိသွားတော့အတန်ခတ်အုပ်ဖြင့်ဘကဝင်းကိုလက်မှာမြင်မြလို့ပကနဲ့တင်ပြီးမှမယ်မတင်မှတ်ထားသောရဲဘော်အောင်ခင်စင်းစီမှာဤပေါက်တန်အကျယ်ကြီးထွက်ပေါ်လာလေရာရန်သူတော်များသိရှိသွားပြီးတိုက်ပွဲအကြီးကျယ်စတင်ဖြစ်ပွားလေတော့သည်ဘကအချိန်မဆိုင်ခေါလောင်းအားမရရအောင်ယူပြီးဖြောင်းအိုးဒိုင်းပောက်ကွဲသံပြစ်ခတ်တံများကြားကခေါလောင်းအားမနိုင်မနှင်းထမ်းပြေးလာတော့သည်အေဘတ်မှပြစ်ခတ်မှုများဟာအလွန်ပင်ပြင်းထန်တော်လဲဘကဝင်းကိုလက်နှင့်သူ၏အဖွဲ့ကထူးဆန်းစွာကြည်တစမ်းမှထိမှန်ခဲ့ခြင်းမရှိဖောက်ထွက်နိုင်ခဲ့ခြင်းပင်နေပြည်တော်ရှိစစ်ရုံးချုပ်တွင်အောင်ပွဲခံအခမ်းအနားကခမ်းနားလာပြီသည်တက်ချုပ်ကြီးကိုယ်တိုင်ဗိုလ်ကြီးဝင်းကိုလက်အားဂုံပြုတ်မှတ်တမ်းလွှတ်ပေးအပ်ရန်လဲပြင်ဆင်နေပြီရှေးဟောင်းခေါလောင်းကြီးမှလည်းဖုံဖုံများကြားတွင်ဝင့်ဝင့်ထတဲ့ရှိ၍နေလေသည်တက်ချုပ်ကြီးမှာကျေနပ်အားရစွာဖြင့်ခေါလောင်းအားလဲ့လဲကြည့်ရှုအပြီးအခမ်းအနားဖွင့်ပွဲအနေဖြင့်ထိုခေါလောင်းအားတီးခတ်လိုက်စဉ်ဒုတ်ဘာအတန်မှထွက်မလားစာရွက်အဖြူလေးတွေ့ရတာထွက်ကြလာလေသည်ဟမ်ဒါကပါလေရှေးဟောင်းပရပိုက်စာများလားတက်ချုပ်ကြီးမှာစိတ်လှုပ်ရှားစွာဖြင့်ကောက်ဖက်လိုက်ရာတို့ဦးမင်းအောင်လိုင်ကြီးခမညာဒီခေါလောင်းကြီးကတင်ထင်တယ်လို့ရေရယာခေါလောင်းမဟုတ်ကျွန်တော်ကိုယ်တိုင်အင်းအိုင်ဂါတာမန်နံများဖြင့်အသစ်စီမံသွန်းလောင်းထားသောလက်ပိတ်ခေါလောင်းတစ်ခုသာဖြစ်ပါသည်တီးခတ်မိသူအဖို့လက်ပိတ်ဘုံကန်ကြ၍အသေးစိုးနဲ့တီလက်တန်ချစ်ခင်လေးစားစွာဖြင့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တက်ချုပ်ကြီးဤစာကိုဖတ်ပြီးချင်းလက်များတုံရီလာကမျက်နာကပြာနန်းလာတော့သည်ပြီးတော့ခေါလောင်းကိုကြည့်လိုက်အောင်ပွဲခံနေသောဗိုလ်ကြီးဝင်းကိုလက်ကိုကြည့်လိုက်ဖြင့်မင်း